ကျွန်တော်တို့ဟန်နွိုင်းကိုပြန်ရောက်ပါပြီဟန်နွိုင်းကိုပြန်ရောက်ပြီးတော့ကျွန်တော်တို့ဟာလောင်ဘေးကိုသွားမလားနင်းပင်ကိုသွားမလားတိုးရွေးတဲ့ခါမှာတော့ကျွန်တော်တို့ကနင်းပင်ဘက်ချမ်းပေါ့နော်အဲ့ဒီကိုရွေးလိုက်ပါတယ်နင်းပင်မှာထက်ဆန်းကိုတော်တို့ဦးကုန်းတို့လည်းအလေရောက်လာပါတယ်အခုတော့ကျွန်တော်တောင်စတက်ပါပြီတောင်စတက်တာဒီတောင်ကတော့ကျွန်တော်တို့ Lion Dragon ပေါ့နော်သူတို့ဗီယက်နမ်ဘာသာရဆိုရင်တော့ငကားအိတ်နဲ့တောင်ပေါ့နော်အဲ့ကိုတက်ပါပြီအဲ့မှာတော့ဖျားသေးလေးနဲ့ဟိုးပဲတောင်ငကားရှိရနေတော့နှစ်နေရာရှိရပေါ့နော်ဒါကျွန်တော်တော့တက်မဲ့တက်တော့အမြင့်ဆုံးတက်မယ်ဆိုပြီးတော့ငကားအိတ်နေအောင်တက်ကြပါတယ်ဒါကတော့အပေါ်စီးကမြင်ရတဲ့မြင်ခွင်းမှာလေခွင်းနေနဲ့တောင်နေနဲ့ပေါ့နော်ဆက်တက်လိုက်ပါဦးမယ်ဒါကတော့ဟိုးဘက်မှာမြင်ရတာတော့ဖျားသေးလေးပါကျွန်တော်တို့အဲ့ဘက်ကိုမသွားဘဲနဲ့တောင်မြင့်ကိုဆက်တက်ပါမယ်ဒါကတော့နောက်ပြီးကျရင်ကျွန်တော်တို့လှိစီးမဲ့နေရာလေးပါမြေကြောင်းလေးပါဒီတောင်တက်မယ်ဆိုရင်တော့တချို့ကနိုင်ငံခြားသားတွေကတော့တေချာပြင်ဆင်ပြီးတော့เนาะလာကြပါတယ် gym suit တွေ walking shoe တွေနဲ့ရေဘူးတွေနဲ့တေချာလာတက်ကြပါဘောเนาะကျွန်တော်တို့ဘာမှမပြင်ဆင်ပါဘူးပြင်အင်းညီနဲ့ပဲဒီတိုင်းတက်တာပါခုတော့ကျွန်တော်တို့တောင်ရဲ့အပေါ်ဆုံးတော့ရောက်သွားပါပြီငကားကြီးလဲလျောင်းနေတဲ့နေရာပေါ့เนาะအပေါ်မှာလည်းလူတွေကရမ်းများပါတယ်တချို့နိုင်ငံခြားသားဆိုအင်ကြီးတောင်ချွတ်ပြီးတော့အခုဆိုရင်တော့ငကားနဲ့ဓာတ်ပုံရိုက်ခဲ့ပါတယ်အမြင့်ဆုံးကိုရောက်တဲ့အရာသာဘာလဲဆိုတော့အရန်မောပါတယ်အခုတော့တောင်အောက်ကိုပြန်ဆင်းလာပါပြီတောင်မှာလည်းဓာတ်ပုံရိုက်စရာနေရာအများကြီးရှိပါတယ်ဒါပေမဲ့တိုးကကျွန်တော်တို့မိနစ်30ပဲချိန်ပေးထားတဲ့အတွက်တိုးကလည်းမောင်းနေပါတော့ကျွန်တော်ပြန်လာပါပြီဒါကတော့သူတို့ First Empire ရဲ့ဘရင်တည်ရဲ့နေရာပေါ့နော်ဘရင်အုပ်ကူရှိရလို့ပြောပါတယ်အဲ့ဒီနေရာကိုသွားနေရောပေါ့နော်ဒီနေရာကနန်းတော်လို့တော့ပြောတယ်ဆိုဒါပေမဲ့လည်းနန်းတော်အင်္ဂါရဲလို့လည်းသိမမြင်ရတယ်လို့ပဲပေါ့နော်ငါးကန်ရှိတယ်အဲ့လိုအဆောင်လေးနည်းနည်းပါးပါးရှိတယ်ကြည့်ရတာဘရင်ကမီနီမလက်ဆင်ပုံစံမျိုးနေရတယ်ဒါကတော့သူတို့ရဲ့ကိုလုတ်တော်အဆောင်လေးကတော့တေးသေးလေးပါပဲဟိုဘက်မှာတော့ဟိုရှေ့မှာတော့ကျွန်တော်တိုးလီတာရှင်းပြနေပါတယ်အချိန်မှာကျွန်တော်တို့ကဘိုက်ကလည်းစားလမ်းတွေကလည်းရှောက်ရတော့သူပြောကလည်းစိတ်ဝင်စားတယ်တော့ကိုသူလည်းပြောကြံပြောကိုကြီးလည်းသွားကျင်နေနေသွားနေပါတယ်ဒါကတော့ဒီဘီရင်နေခဲ့တဲ့နေရာပေါ့နော်အဲ့ရှေ့မှာတော့သူ့ရဲ့ wall တွေပါပြသထားပါတယ်အဲ့ဘီရင်ကိုတော့ကျွန်တော်တောင်ပေါ်မှာတကြိုထားရလို့ပြောပါတယ်တောင်အိမ်နားမှာရှိတဲ့တောင်ပေါ့နော်သူပြောရရင်သူတို့ကလည်းဗဇက်ရာဇဝင်ပုံစံမျိုးပေါ့ဟိုလိုဒီလိုပါပဲပြီးတော့ကျွန်တော်တို့နေလေသာလိုက်ကျွေးပါတယ်နေလေသာလိုက်ကျွေးပြီးတော့လည်းတိုးကကျွန်တော်တို့မောင်းပါတယ်စပိန်စီးခိုင်းပါတယ်စပိန်စီးခိုင်းပြီးတော့အဲ့တောင်နေကြားထဲမှာပေါ့နော်ဒါပေမဲ့ရှူခင်းတွေကတော့တော်တော်လေးကိုလှပါတယ်ဒါတော့ကျွန်တော်စပိန်စီးရင်းနဲ့မြင်ရတဲ့ရှူခင်းမှာဒီတိုးတော့ကျွန်တော်တို့ဟန်နွိုင်းဟိုတယ်ပေါ့နော်စပွန်ဟိုတယ်ကစီစဉ်ပေးလိုက်တဲ့တိုးပါဒါပေမဲ့တိုးလီတာတော်တော်လေးသဘောကောင်းပြီးတော့တော်တော်လေးကိုစိတ်ရှည်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားမယ့်နေရာတွေများတော့သူလဲမောင်းတယ်ဆိုတော့စမ်းတော့မစမ်းပါဘူးနေရာဆုံးရောက်အောင်ပေါ့လေထုံးတက်ကြီးခိုင်းလာတော့စပိန်စီးပြီးတော့ကျွန်တော်တို့ထွန်အန်းအဲ့နေရာမှာလေသွားစီးပါမယ်ထွန်အန်းဒေသမှာဟိုလေသွားစီးဖို့မြေအောက်ထဲရပါတော့လမ်းရဲ့အောက်ထဲကသွားနေပါပြီလေခိတ်ကိုဒီလိုလာလမ်းပေါ်မှာလည်းကားပေါ်မှာအိန္ဒိယမိသားစုနဲ့ရုရှားမိသားစုရန်ဖြစ်လို့ပွဲကြီးပွဲကောင်းကြီးခဲ့ရပါသေးတယ်အခုဆိုတော့ကျွန်တော်လှေစိတ်ကိုသွားနေပါပြီဒီငကားကတော့နည်းနည်းဂျင်ဆော့ထားတဲ့ပုံပေါ့နော်ဂျင်ဆော့ထားတယ်နည်းနည်း slim ဖြစ်နေတယ်လက်မှတ်ကတိုးထဲမှာပါတယ်ဆိုတော့တိုးလီတာအတွက်သူလက်မှတ်ဝယ်ပါတယ်အခုအတွက်သူတောင်းဝဲနေပြီးတော့ကျွန်တော်တို့
ဆုလိုက်သွားကြမှာလေဒါကတော့လေကိတ်ပေါ့နော်လေကိတ်ဆိုပေမဲ့သူတို့လေဟာလုံးဝဆက်တက်ထားတဲ့လေမဟုတ်ပါဘူးလက်နဲ့ပဲလော်တဲ့လေပါဘာလို့ဆိုတော့သူတို့ဆက်တက်ထားလို့ရှိရင်တဲ့ဒီထုံးကြောက်တောင်တွေပေါ့နော်အဲ့ဒီဟာပြိုတာပြက်တာဖြစ်မှာဆိုလို့တဲ့သူတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်တာပေါ့နော်သူတို့လေလော်တဲ့လူမှလည်းသူကဂျက်ကက်လေးဝတ်ထားတာပေါ့နော်ဒီဂျက်ကက်တွေကဘာမှမဟုတ်ပါဘူးနောက်မှာပန်ကာလေးနှလုံးပါတယ်ဗျသူကဂျက်ကက်ဝတ်ထားပြီးမြဲအထဲမှာအေးနေပေါ့နော်လေစီးတဲ့ဒိုးကတော့ကျွန်တော်တို့ဂူ၄လုံးလောက်အောက်ထဲကနေသွားမယ်ပေါ့နော်ဂူတွေကတော့တကူနဲ့ဂူထိတ်ဂူဝမှာကျွန်တော်အနက်တွေကိုရေးထားပါတယ်ဘယ်လောက်မီတာရှိတယ်ပါကျွန်တော်တို့ဖန်ကစရန်ဂူလို့ပါပဲစရန်ဂူကတော့ဂူတကူတည်းပေါ့ဒါကတော့ဂူ၄လုံးလောက်ကိုဖောက်ပြီးတော့လမ်းကြောင်းနဲ့သွားတဲ့ပုံစံမျိုးပေါ့နော်အခုဆိုတော့ပထမဆုံးကိုစဖြတ်ပါပြီလေပေါ်မှာတော့လိုက်စီးတဲ့လူတွေလည်းလှော်လို့ရအောင်လှော်တာလေးပေးထားပါတယ်ဒါပေမဲ့ဂူထဲရောက်ရင်တော့ဘေးမလှော်ပါဘူးဘာလို့ဆိုတော့ဂူထဲကတချို့နေရာလေးကျင်းတဲ့အတွက်တိုက်တာတော့ဖြစ်မှာဆိုလို့ပါတချို့ကြတော့ဒီရေပေါ်အဲ့ပေါ်မှာဖျားရှိရပေါ့နော်ဘုံချောင်းလိုဟာမျိုးလေးရှိတယ်အဲ့ပေါ်သွားလေကြတာပေါ့ဒါက private သွားတဲ့လူတွေပေါ့နော်ကျွန်တော်တော့အစုလိုက်သွားတဲ့အဲ့ပေါ်မသွားတော့ပါဘူးဒါတော့နောက်ဂူတကူတည်းဝင်ပါပြီဒီဂူကတော့နည်းနည်းပိုချင်းပါတယ်အဲထဲမှာလည်းဂျမ်းဖြစ်နေပါတယ်ဂျမ်းဖြစ်နေတော့ဖြည်းလေးပဲလှော်သွားကြတာပေါ့နော်လှေတစည်းပေါ်မှာတော့၄ယောက်စီးလို့ရပါတယ်ကျွန်တော်မိသားစုက3ယောက်ဆိုတော့နောက်တစ်ယောက်ကသူကနယ်သာလန်ကပါနယ်သာလန်ကလူပြိုကြီးလို့ပြောပါတယ်ဒီကူထဲမှာတော့ကျွန်တော်တို့ဂါငယ်ခွေတွေရောဂါကြီးခွေတွေရောရှိပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဘေးမလော်တော့ပါဘူးလေသမားအတွက်သူပဲထိန်းပြီးတော့လှော်သွားပါတယ်ကျွန်တော်လေကိုလှော်တဲ့လူကတော့မိန်းမပါအန်တီကြီးပေါ့နော်50လောက်ရှိမယ်လေတွေကတော့အိတ်ထဲမှာသွားနေတဲ့အစီးရေဆိုရာချီမဲ့ထင်တယ်ပေါ့နော်ကျွန်တော်တို့အဲ့နေ့ကလည်းတိုးတွေကအများကြီးလာကြတယ်
ဟိုလက်ပတ်တဲ့လူကလည်းတော်တော်များပါတယ်ခုဆိုရင်တော့နောက်ကူတစ်လုံးနဲ့ဝင်ပါပြီဒီကူကတော့နည်းနည်းကျယ်တယ်ပေါ့နော်ဒီကူကတော့320မီတာရှည်တယ်ပေါ့နော်တခြားကူတွေနဲ့ပို့ရှည်ပါတယ်ခုဆိုရင်ကျွန်တော်တို့စဝင်ပါပြီဒီကူထဲမှာတော့မီးရောင်စုံထွန်းထားတဲ့အတွက်ဒီကူလေးကပိုလှပါတယ်စိမ့်နေရောပြတွေရောအဝါတွေရောထွန်းထားပေးတဲ့အတွက်လှပပလေးပေါ့နော်ဒီနေမမလေးစီးရဲ့ခီးစဉ်ကိုရွေးမယ်ဆိုရင်တော့ကျွန်တော်တို့အပေါ့သွားတာတော့လေးသွားတာကိုတခါတည်းလှီမစီးခင်တည်းကကြိုရှင်းခဲ့ဖို့လိုပါတယ်ရေလေကောင်ရောက်မှဟိုလှုပ်လို့မရပါဘူးအိမ်နာလည်းမရှိပါဘူးဒါကြောင့်1 or 2 or ရှင်းခဲ့ပါခုတော့နောက်ဆုံးကူကထွက်ပါတော့မယ်ထွက်ပြီးတော့ကျွန်တော်တို့အိတ်စိတ်ကိုပြန်တော့မယ်ပေါ့နော်ဒါကတော့ဒီနေ့နေမခီးစဉ်ကပြီးဆုံးပါပြီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဗီယက်နမ်ဟန်ဝိုင်းမြို့ထဲမှာရှောက်လေကြည့်ကြတာပေါ့နော်ဒါကတော့အိုးရင်ပိုင်းမှာပါတယ် train street ဖြစ်ပါတယ်
ယထာကြီးလာပါပြီဒါကတော့စပ်ပါကိုသွားမယ့်ယထာကြီးဖြစ်ပါတယ်သူကတော့ညရထားပေါ့နော်ဒါစပ်ပါကိုယထာနဲ့သွားရင်လည်းနောက်နီးပေါ့နော်သွားလို့ရတယ်သူကညရကားနဲ့လည်းသွားလို့ရတယ်မျိုးမျိုးရှိရပေါ့နော်ယထာနဲ့ဆိုရင်တော့သူကတောင်ပေါ်ကားပြန်စီးအောင်ပဲအဲ့ဒီဒုက္ခရှိရတဲ့အတွက်ကျွန်တော်ကြတော့ယထာနဲ့မသွားဖြစ်ပါဘူးယထာကြီးကိုမြင်တော့ငါတို့ဘဝတန်တရားခီးရှည်ကိုဖျက်တမ်းအောင်မှာပါလားဆိုပြီးတော့တွေးတော်ရင်းနဲ့အိပ်ပါတော့မယ်ဘိုင်ဘိုင်